ကျွန်တော်တို့ snap ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးတိုင်းမှာတော့ကျွန်တော်တို့ block fruit robot game ကိုစော့တော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ one piece animation စကားထဲလို့ကျွန်တော်တို့ block fruit တွေသစားအောင်ပေါ့နော်ကျွန်တော်အပါ ability တွေရသွားမလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒါအဆုံးအောင်ကြည့်လိုက်ကြတော့ဗျာကဲ let's go okay ဒီတော့ရွေးခိုင်းရပါတော့ pirate နဲ့ marine နဲ့ကျွန်တော် one piece fan ဆိုတော့ pirate ပဲရွေးလိုက်တော့ဗျာကဲကျွန်တော်ပင်လည်းတော့များရွေးလိုက်တော့ဗျာ okay ကျွန်တော်စားချင်း level 1ပေါ့ဗျာကွစ်တော့အရင်ဖြည့်ရမယ်ထင်တယ်ကွစ်တော့quick question mark ဆိုပြီးတော့ okay ဟုတ်တယ် quick တော့ဖြည့်ရင်ပေါ့နော်ကျွန်တော်တို့မှာလဲ quick thread ရှိရပေါ့နော် level 1စရပြီ okay ကျွန်တော်တို့ quick ရွေးလိုက်တော့ Pantis တမရပြီမြတ်တိုက်ခိုင်းဟုတ်တယ်တမရ9កောင် defeat ခိုင်းရပါဗျာ okay ကျွန်တော်တော့တိုင်ပါဗျာOkay rewards ကဒေါ်လာ350 Okay ကျွန်တော်ဒီမှာ Okay ကျွန်တော်ချတော့မှာဗျာထိုးကြည့်လိုက် Okay quick track ထိုးရောက်ရေးမိုက်ထိုးချက်မိုက်ကြိုက်ပါ Okay ကြောက်ပါ Okay တကောင်တော့ကြောက်ပါနောက်ထပ်တကောင်ပေါ့နော် Okay ကျွန်တော်ကြောက် quick test Okayမိုက်တယ်လာလေယောရေးတေဝိုင်း Okay ကျွန်တော်နောက်ထပ်9កောင်ပေါ့နော်9កောင်ပြီးအောင်တိုက်အောင်မှဟိုကွေ့တော့ပြီးအောင်ပေါ့နော် Okay ပြီးဝိုင်း Okay ကျွန်တော်နောက်ထပ်တိုက်ရတော့ပေါ့နော်တိုက်ရင် level 6